ဒီနေ့ကတော့ရှင်းပြန်လေးကိုအစာလောက်တာလေးပြိုင်မှာဖြစ်ပါတယ်ဗောနော်သူကနည်းနည်းလေးအစာကြောက်ကိုနည်းနည်းဟိုဖြစ်နေတော့ကျွန်တော်အစာကြောက်လေးကိုရင်းနည်းနည်းစိတ်ရပြကျွန်တော်သူ့ကိုကြွေးရတာတော့မာဇူရီဗောနော် insert ပါတဲ့ဟာရယ်နောက်ပြီးတော့ဒီပတ်ထန်ဗောနော်အဲ့ဒါလေးဖြစ်ပါတယ်အဲ့ဒါလေးရေးရင်စိတ်ပါမယ်အဲတော့သူ့ကို10တိကျော်လောက်တော့ကျွေးရအောင်ပါမာဇူရီကိုကျတော့ဒီနေ့ထောက်ကုန်အဲ့ဒီကိုကြီးလေးနည်းနည်းလေးထည့်ပြီးတော့စိန်လိုက်မယ်ပြင်ကျွန်တော်တို့ကအဲ့ဒီတွေကိုကျွန်တော်ဟိုကပေးချောင်းပေးထားအားသင်းနည်းနည်းလေးထည့်မယ် 0.1 cc လောက်ကို 0.1 okay ခဏစောင့်လိုက်မယ်ပြီးကျွန်တော်ကစုံးလေးထည့်ပြီးတော့မှွေလိုက်ပြီးရင်အမှုံလေးဒီကယ်လ်ဆီယမ်နဲ့ပရိုတင်းမှုံလေးနည်းနည်းထည့်ပြီးရပြီဗျခဏလေးစောင့်လိုက်အောင်မယ်စောင့်နေတဲ့ဟောပေါ့နော်ဒီကျွန်တော်လူတွေမှားကြတဲ့ sugar glider နဲ့ flying square နဲ့ပေါ့နော်အဲ့လိုမျိုးလေးရှင်းပြမယ်ဗျ sugar glider ကြတော့သူကသားပိုက်ကောင်မျိုးနဲ့ဝင်ပေါ့နော်သူကဘိုက်မှာအိတ်လေးပါတယ်သူသားလေးကိုသူကအိတ်လေးအထက်ကြီးမွေးတယ်ကျွန်တော်တို့ဒီ flying square လေးအခုကျွန်တော်လီကိုကြတော့ flying square ပေါ့သူကြတော့ဒီကြွက်မျိုးနဲ့ဝင်ဖြစ်သွားတယ်ဟိုကောင်လေးကြသားပိုက်ကောင်မျိုးနဲ့ဝင်ဖြစ်တယ်ဒီကောင်ကြကြွက်မျိုးနဲ့ဖြစ်တော့သူကကြတော့အိတ်မပါဘူးနောက်သူအမေးကကြာပြားပြီးတော့အဲ့လိုမျိုးဖြစ်မယ်အဲ့လိုလေးကွာတယ်ပေါ့နော်တော်တော်များများတော့ sugar glider နဲ့ရှင်းပြန်နေကိုနည်းနည်းမှားကြတယ်ပေါ့အဲ့ဒါလေးပြောပြတာ okay ရဆိုခြေလို့ရပြီမငယ်တော့သူကဒီတိုင်းကျွေးခိုင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကြတော့ဟိုဟာဖြစ်တယ်ဒါကိုခြေပြီးကျွေးမှဒီကောင်ကကျွန်တော်ရှင်းပြန်စားတဲ့အနေထားဖြစ်အဲ့ဒါကြောင့်မို့ရိုက်ပြလိုက်အောင်အစာစောင့်နေရိုက်ပြလိုက်ကင်းရောထားရှင်းပြန်နေရတော့တာနေဆိုတော့ညဘက်သူတော့ထွက်လာပြီပေါ့နော်တနေ့လုံးအိပ်ပြီးအခုတော့သူထွက်လာပြီအခုတော့ဟိုထွက်လာပြီးတော့တညလုံးကင်းရောထားပါတော့မယ်ကျွန်တော်တို့အိပ်မရအောင်လို့နောက်ကစုံလေးထည့်လိုက်ပြီးထည့်ပြီးတော့ခဏဒီနားလေးရွှေ့အောင်စုံလေးထည့်ပြီးတော့ကယ်လ်ဆီယမ်မှုန့်လေးပစ္စည်းလေးထည့်လိုက်။နောက်နေကြတော့သူတို့ ratio ကယ်လ်ဆီယမ်နဲ့ phosphorus ratio ကိုနည်းနည်းညှိကြတော့ကယ်လ်ဆီယမ်နည်းနည်းလေးထည့်ပြီးမှအဆင်ပြေမှာဝင်ရှိတယ်သူတို့ကကြောက်အယိုးပြော့ယောဂလည်းဖြစ်တတ်တယ်ဆိုလေနောက်ပြီးတော့ကျွန်တော် protein မှုန့်လေးထည့်မယ် protein မှုန့်လည်းနည်းနည်းပဲထည့်ရပြကျွန်တော်ကျွေးတဲ့ဒီ marjorie နဲ့ပတ်ထန်နဲ့မှာ protein တွေပါပြီးသားဆိုနည်းနည်းလေးထည့်လိုက်အောင်ရပါတယ်ဗျဟုတ်ဒီ marjorie နဲ့ပတ်ထန်ဆိုလဲကျွန်တော်ဒီဟိုဟာဝယ်ထားရဗျဒီကျွန်တော်တို့ TikTok ကဒီ ordinary sugar ဆိုတဲ့အကူတယောက်စီဝယ်ထားပါတော့သူ့စီကပစ္စည်းတွေမစိုးဘူးပေါ့နော်တော်တော်လေးလေးစုံတယ်sugar glider မွေးရလို့ကြသူ့စီမှာအကုန်ရှိတယ်ဗျကျွန်တော်ကတော့ဗမာဝယ်ရမလို့အဲ့လိုမျိုးပဲလိုက်ရှာနေရပါတော့နော်ရှင်းပြန်ကြအောင်မာလည်းတိတ်မွေးလို့မရှိသေးဘူးလို့ထင်တယ်ဟိုလေးညှောင်းဝှေ့ပြီးသွားရင်ကျွန်တော်တို့ခွက်လေးနဲ့ပြောင်းကျွေးပါမယ်โอเคဒါလေးကသူ့ရဲ့ညလဲတာပေါ့ညကြရင်ထပ်ကျွေးဦးမှာတော့โอเคလာပါပြီဟုတ်ကဲ့ဆက်လိုက်ပါဒီလီယိုအဆ
အစာလေး come on come on come on ဒီမှာလာပြောလားဒါလေးကစားနေပါပြီပေါ့နော်ဒါထူးထူးဆန်းပေါ့လန့်ဝိုင်းโอเคဒါလေးကသူစားနေပါပြီဆက်လို့ရတယ်